အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အေဗင်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်အားလုံး VN Audio ပို့လေးဖတ်ပြပေးသွားမှာဖြစ်ပါတယ်အခုမှစပြီး Audio တွေကိုစဖတ်တာမှလို့အမားတွေများရှင်သိခံနားလည်ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျွန်တော်ရဲ့အေဗင် Audio Book Channel လေးက VN ဝတ္ထုတိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါစာရေးသူရှီနောင်ရဲ့ဗရောက်ပန်းတပွင့်ကြီးလက်ခတ်တန်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာပါယခုလို audio book အနေနဲ့တင်ဆက်ခွင့်ပေးတဲ့စာရေးသူရှိနာအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုဒီနေရာကနေထပ်မံပြောကြားလိုပါတယ်။ကဲအခုစပြီးတော့ဖတ်ပြပါတော့မယ်။အားလုံးပဲ audio book တွေနားဆင်ပြီးတနေ့တာအမောတွေပြန်မှန်းမှုတွေပြပြောင်းနိုင်ကြပါစေခင်ဗျာ။ပူပြင်းလာသောနေရာသည်ဖြစ်တော်ညာလဲအကြံမိုးတို့ပြန်ပြန်သုံးမှုကြောင့်ရာသီဥတုသည်အေးစိမ့်စိမ့်ဖြစ်နေလေသည်ပြင်းညင်းသောတိုက်ခတ်နေသောလေပြေလေညင်းလေးများအားလည်း1958ခုနှစ်ရန်ကုန်မြို့၏လှပသောညနေပိုင်းကိုပုံဖော်နေပြန်သည်ထိုစဉ်ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးထဲတွင်တည်ရှိသောလူမိုက်ပေါက်စာများနေထိုင်ကြပါသည်ဟုနာမည်ကျော်ကြားလာသောလူရဆောင်တွင်ကျောင်းသားတစုသည်တစုံတရာအကျိတ်အနဲ့ဆွေးနွေးနေကြလေသည်ဟိကောင်ထိုက်တူတွင်စာအုပ်တော်ကတိတ်ဝင်စားဖတ်ရှုနေသောထိုက်တူနွေဆိုသူသည်တငယ်ချင်းများ၏ခေါ်တံအားလက်လျူရှူရသာနေလေသည်ဤဒီမှာသူ၏အကျင့်ပဲဟာဟိတ်ကောင်အရှင်းဆိုတာပါလေထိုမေကွန်းကြောင့်အနားရှိသမျှလူအကုန်လုံးကြောင်းရသွားလေတော့သည်စာတင်ကြောင်းနဲ့အဆောင်အိမ်ရှိအိမ်နောက်သွားသလိုသွားလာနေပြီးအပြင်တိတ်မထွက်တဲ့ကောင်ကဘာလို့များဒီလိုမေကွန်းမျိုးမေးလာရပါသလဲအရှင်းဆိုတာအနာဂတ်ရဲ့စာပေပညာရှင်လေးမေဘူးကဗျာပြောလာမိစကားတန်အားနားဆွနေကြလေသည်ဒီကောင်တစ်ခါတလေပြောလိုက်သည့်စကားများစုမျက်ရည်တောင်ဝဲမတက်ပင်လူငယ်တဘာဝခံစားလွယ်သည့်နှလုံးသားနူးနူးစီစံဖောက်ထွန်းအောင်ပြောနိုင်သည်ဟုပြောလျင်ပုံမှန်လိမ့်မိထင်သည်အရှိဆိုတာပြောနေရင်းမှာပဲနာကျင်ရတယ်ရှင်းနေတော့မှပဲတန်ရောစင်တွေခိုင်မြဲနေတဲ့ကာလမှာပဲအရှိကနေအမုန်းဘက်ကိုကူးပြောင်းတတ်တယ်ရှစ်စိတ်တွေတရရိပ်တိုးနေတော့မှပဲအေးဆက်သွားတတ်ကြတယ်အမုန်းကနေတဆင့်အရှိတွေပေါက်ဖွားတတ်တယ်လို့အရှိကနေတဆင့်အတ္တတွေအမုန်းတွေမာနချင်းရှင်ပြန်ခြင်းတွေဘက်ကိုကူးပြောင်းသွားတတ်ကြပြန်တယ်ထို့သူပြောလိုက်သည်နှင့်ထိုက်တကူးနွေဟူသည့်တကောင်သားမျက်နှာရှင်းလက်ငင်းကိုညှို့ကျသွားလေသည်မဟုတ်မှလွယ်ရောဒီကောင်တစ်စုံတစ်ယောက်ကိုစိတ်ဝင်စားမိနေတာဖြစ်ကိုဖြစ်လိမ့်မည်ရှင်းမိသွားတာဆိုရင်တော့ပို၍မှန်ကန်ပါလိမ့်မည်ဒါနဲ့မင်းမသူ့ကိုကြိုက်နေရလဲဆိုတာငါတို့ပြောပြပါလားငါတို့ကူညီနိုင်တာရှိရင်ကူညီလို့ရတာပေါ့ကွာနော်ဟုတ်တယ်မင်းတို့ကူညီနိုင်တာမရှိပါဘူးကွာဒီကျွဲမသားတော့ဖြစ်ရိုက်လိုက်ရမကောင်းရှိတော့မယ်တကယ်တည်းမှပဲနာမည်လေးတော့ပြောပြပါကွာနော်ညလုံးကြီးတင်မသက်ညကိုလုံးကြီးတင်တော့ညိမသက်နဲ့ဆိုတော့ငိမ်မို့သူ့နာမည်ကငိမ်နာမည်လေးတစ်ခါသိရဖို့ရေကိုစီးလာခိုင်းနေသေးတယ်သူငယ်တန်းကလေးတောင်ကိုယ့်တဲ့ခကြီးခကိုကျွမ်းပါတယ်ဆိုမှဒီငါမနိုင်မှသာစာလုံးလာပေါင်းခိုင်းနေသေးတယ်ပြောပြရင်လည်းຫນွေဦးကဗျာတို့လွန်ရကြပါအောင်ပဲလေဒါနဲ့အဲ့နာမည်ကိုရင်းနှီးနေတယ်လို့မဟုတ်မှလွယ်ရောမဟုတ်မှတော့လွယ်ပြီပေါ့ကွာဒါနဲ့နေသမ်းမအောင်မင်းပြောတဲ့နာမည်ကြီးယောက်ျားဆန်နေတယ်လို့ပဲငါပြောတဲ့အချိန်မှာလေငါသဘောကျနေသူကမိန်းကလေးပါလို့မပေါ့အောင်ဒါဆိုမင်းကဘာလဲယောက်ျားတစ်ယောက်ကမျိုးတူယောက်ျားလေးတစ်ယောက်ကိုသဘောကျနေလို့မင်းကယွန်းသွား ਈ လားဟာမဟုတ်တာမထိုက်ရယောက်ျားနဲ့မိန်းမရှင်းမှအရှိစေဆိုတာတကယ်တော့ဟုတ်မနေပါဘူးကွာဒါမဲ့ပုံဝင်ချင်းဆိုတဲ့ယာကြီးကတော့အဲ့လိုတွေးဖို့လောက်ကိုတော်တော်ခဲရင်းနေကြတာရေတော့ရေရတာကောပြီးတော့ရှိပါသေးရဲ့ဗါတဲ့အဲ့လိုလူတွေကအရင်ဘဝမကောင်းမှုတွေလုပ်ခဲ့လို့ကိုကျွေးဆက်နေရတယ်လေသူတို့ပြောသလိုကိုကျွေးလေးဆိုရင်တော့ကိုကျွေးလှလှလေးပဲဖြစ်မှာကွာသိလားဟုတ်ပါသည်လူတွေကလိန်ကြီးဖြစ်ချိုက်ခြင်းကိုကိုကျွေးလို့ဆိုကြတယ်ဒါဟာကိုကျွေးမှမဟုတ်ပါပဲနဲ့စဉ်းစားကြည့်တယ်မှာယောက်ျားတဦးနဲ့မိန်းမတဦးအိမ်အောင်တစ်ခုကိုတီထောင်လို့သားသမီးထွန်းကားမှအဆင်မပြေတွေဖြစ်ပြီးကွာချင်းပြက်စေကြတယ်ဒါမှမဟုတ်ခင်မွန်းတွေကဖောက်ပြန်ပြပြလို့ဇနီးတွေကဖောက်ပြန်ပြပြလို့အဲ့ဒီအကြောင်းအရာများကြောင့်လမ်းခွဲရပြန်တယ်ဒါပေမဲ့မိန်းမသားနှစ်ဦးသို့မဟုတ်အမျိုးသားနှစ်ဦးရှစ်ခင်ဆုံးမရှင်မတို့အမုန်းတွေမရှိဖောက်ပြန်ပြပြခြင်းမရှိပါပဲသစ္စာတွေမေတ္တာတွေရှင်းရှင်းတွေနဲ့တည်ဆောက်ထားတယ်ဆိုရင်တော့လူတွေဆိုကြတဲ့ဝကျွေးဆိုရင်တော့ဝကျွေးလှလှလေးဖြစ်နေမှာပဲလေမင်းတကယ်ရှင်းမိသွားပြီပဲငါထိုက်
ငါအနေနဲ့ကတော့မင်းအခုလိုကိုဖြစ်ခြင်းမို့ကိုလက်ခံနိုင်တာဂုဏ်ယူရကွာမင်းဆိုလိုချင်တာဟာဒီကောင်ညံပြေးလာ ਈ လားဟုတ်တယ်ငါလူတွေပြောဆိုခေါ်ဝေါ်နေလေးရှိရဲ့အလျှောက်ဆိုတဲ့လူလန်းစားမျိုးတကယ်လားတကယ်ပေါ့ကွာငါမှမျိုးသမီးပေါ်ပိုင်းကိုအတွင်းကတော့ရှိသေးတယ်မင်းယူဝရှင်လားတော့ပါကွာယခုလို1958ဝန်းကျင်ကာလမှာဒီလိုလူမျိုးတွေရှိနေလို့လူအများကပြောဆိုအဖြစ်တင်ကြပြီဆိုရင်တော့ကျွန်တော်တို့ကမမှုပါလေကိုထမင်းကိုစားတာဘသူဘဝကိုဂရုစိုက်ရမည်နီရင်ကောကောင်းမော့လျက်သာရှေ့ရသူလေးနဲ့အတူလောကကြီးကိုမျက်နှာပြောင်တိုက်ပြလိုက်ရှင်ပါသည်ကဲနောက်ကြနေပြီအိတ်ကြရအောင်ကွာနော်မေးရှင်မဟုတ်ဘာလို့အိတ်ရမှာလဲမင်းမေးလည်းနေပေါ့ကွာငါအိတ်ရှင်တော့ငါအိတ်တချင်းနဲ့လားနာညိအိတ်တော့မျိုးဥကပြကြီးအတွေ့တဲ့တွင်ကျွေးမှသာလင်ကောင်းသားကောင်းမရပါစေနောက်တစ်နေ့မနက်တနည်းအားဖြင့်ဆိုတော့14ရက်၄လပိုင်း1958ခုနှစ်မဟာတကြံဂျိုနေ့ဒီနေ့တော့တိုက်တကူနေတယောက်စောစောစီတက်ကြွရည်နေလေသည်အเจ้าမှာသူ၏မျက်နှာရလေးဖြစ်သည့်ငြိမ်ကြီးအဆောင်ရှိသည့်တွားကဥစွာပထမရေသွန်းလောင်းခြင်း၍ပင်ဖြစ်ပေသည်အဆောင်ရှိသို့ရောက်တော့ဟေ့လူလေးမင်းကဘယ်ဆောင်ရတော့ဘယ်နဲ့ကပောင်းဆောင်ဘက်ကိုစောစောစီရောက်လာရတဲ့တော့ကျွန်တော်ကဒူရတာအောင်ပါဦးကြီးပြီးတော့ဒီနေ့ကတကြံကြိုနေလေဦးကြီးရဲ့တစုံတယောက်ကိုဦးဆုံးရေပက်ရှင်လို့မောဗျမင်းရောက်လာယောက်ျားလေးတည်တန်းဆောင်လေးလူလေးရဲ့အဆောင်များမှားသလားကွာလေမမားပါဘူးဦးကြီးဟာကျွန်တော်သိပါရဲ့ဗျအေးပါကွယ်အေးဒါဆိုဦးကြီးသွားလာအောင်မယ်နော်သွားလန်းတာလို့ဖြောင်းပြပါသေးဗျာပြောရင်းဆိုရင်ငင်ရအဆောင်တကားဝနာရောက်လာလေပြီသူသိရပေါ့မနောက်စောစောဆိုရင်ရှေ့ရသူလေးကနေမြင့်လင်လူကြတတ်သည်ကျောင်းမြင်ဘက်ကကြော်ဆိုင်လေးတွေကိုအပြေးသွားတတ်သည်လေအမေရောခက်ပါရောလားညီရင်ဘယ်နဲ့အနားမှမရှိတဲ့အမေကိုတန်းတနေရတော့အနားမှရှိတဲ့ကျွန်တော်ကိုတန်းတရောပေါ့ဟင်းကိုထိုက်တခုຫນွေငင်းကိုကိုသိနေရဟိုရှေ့ရသူတွေကကိုကိုသိနေတယ်လားတကယ်တမ်းတွင်မနစ်ကတကြံခါသမျှတော့စင်မော်တွင်တကြံရင်ကပြဖြော်ပြနေသူလေးဟာသူကသာဆင်းရောက်မှနေရတာအားပေးကြည့်ရှုရင်တန်းတန်းဆွဲဖြစ်နေရသည်လေဟုတ်ပါသည်ဒီကောင်ငယ်လေးကိုတစ်ဖက်တည်းတကူသဘောကျ၍နေတာဒီမှာတစ်နှစ်တိတိရှိနေပြီစိတ်ကသားသည်ဟုခေါင်းစဉ်တက်မိဆို၍အချိန်ယူကစဉ်းစားခဲ့လေသည်ယခုတော့မနေနိုင်တော့ပြီငင်းဗျာကိုညင်းုံသဘောကျလာတာမဟုတ်ဘူးကိုညင်းုံရှစ်လာတာဒီနေ့ဆိုတစ်နှစ်တိတိပြည့်ခဲ့ပြီအကူကညင်းုံရှစ်စကားဆိုနေရလားယင်ဟုတ်တယ်အဲ့တော့ညင်ကကိုယ့်ရှိကိုလက်ခံပေးနိုင်မလားညင်ကယောက်ျားတစ်ယောက်ပါကိုဒီလိုပဲအကူကလည်းယောက်ျားတစ်ယောက်ပဲအဲ့ဒီတော့ပတ်ဝန်းကျင်ဆိုတဲ့အရာသိကြောက်ဖို့ကောင်းတယ်ကိုအဲ့ပတ်ဝန်းကျင်ဆိုတဲ့အရာကြီးကလူတစ်ယောက်ကိုလောကကြီးကိုကြောခိုင်းလိုက်နိုင်အောင်တိဆွမ်းဆောင်နိုင်တယ်ဒါပေမဲ့ညင်အဲ့ဒီအရာတွေကိုအကူနဲ့အတူတူရင်ဆိုင်ခြင်းနဲ့ညင်အကူကိုရှစ်တယ်ဟုတ်ပါသည်အဲ့ဒီနေ့ကလေးကစင်မော်တွင်ကပြဖြော်ပြနေတော့ညာလဲဆင်းရောက်ဘက်တနေရာ၌သူများနဲ့မတူတမှုထုစွာနဲ့ဘလွေကပတ်စိုးပြလွင်လွင်နှင့်လိုက်ဖက်စွာအေးချမ်းသည့်မျက်နှာထက်မှအပြုံးနုနုသည်ရင်ထဲသို့ဆွဲထင်ချန်စေသည်သူတို့နှစ်ဦးသားသည်ကံကြမ္မာကစုံစည်းခွင့်မပေးရတာအချိန်နေကြာညောင်းခဲ့ခြင်းပင်ဖြစ်ပါလိမ့်မည်သို့တော့နောင်တဟူသည်မရှိနိုင်တော့ပြီရှေ့ရသူဟာရှစ်ပါသည်ဟုဖွင့်ပြောနိုင်ခြင်းသည်နောင်တဟူသည့်အရာမျက်ွယ်ပြုနိုင်ပေသည်ညင်ကကိုတသက်တာမှာတခါသာပွင့်လာမဲ့ဘလောက်ပန်းကလေးပါအကူကတိတ်ကိုစကားတက်လွန်နေရှစ်တယ်ဒီစကားလေးကိုကြားရပါများလို့ရိုးရီသွားလောက်အောင်တိပြောမယ်ညင်ကတော့ရိုးရီသွားလောက်မှမထင်ပါဟုတ်ပါပြီဗျာဒါနဲ့ညင်ကိုဘယ်လိုသိနေရလဲဆိုတာပြောပြအောင်လေကွာကိုညင်လေးနဲ့ရင်းနှီးမှုယူပြီးမှရှစ်စကားနူးညံ့ညံ့လေးပြောမလို့ဟာမပြောပြချင်ပါဘူးရှင်းနေတယ်မို့လား
ကျေနပ်ပါတယ်ဗျာကျေနပ်ပါတယ်ရှစ်ရသူလေးကဥထိပ်ပန်ဆင်ထားလျက်ပါအကိုကတကယ်ရှစ်ဆရာကြီးပါဗျာဒီလိုနဲ့သူတို့နှစ်ဦးသားသည်အိန္ဒိယစကားဆန်ခြင်းမရှိဘဲမြန်မြန်ဆန်ဆန်ပြီးစစ်သူဘဝသို့တဟုန်ထိုးကူးပြောင်းသွားလေသည်ဟုတ်သည်လေလူတစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်ဖို့အတွက်အချိန်30စက္ကန့်ပဲလိုအပ်သည်ဟုတောင်စာဆိုရှိသူဘယ်နဲ့တောင်အချိန်ဆွဲရမည်နည်းကိုရှိရသူကိုအပိုင်စားရချင်တာသို့မဟုတ်ကိုယ်အပိုင်ဖြစ်စေချင်တာဟာလူသဘောတဘာဝပါလေသို့တော့အပိုင်ဆိုင်ရပဲငွေကြီးခွင့်သာရရှိသည့်အရှိမျိုးလည်းရှိပါသေးသည်အရှိဟူသည့်ကောင်းစဉ်အောက်တွင်ပုံစံမျိုးမျိုးဖုံဖုံရှိလေသည်ထားပါလေအရှိတွင်ရှစ်ပေးမိသူနှင့်အရှိခံရမိသူဟု၍နှစ်ဦးသာရှိလျင်ပြည့်စုံသည်ဟုယူဆမိပါသည်လူတိုင်းအတွက်တော့ထိုယူဆသည်မှန်ကန်မိမထင်ပါသူတွေကိုယ်တွေဟူသည်ကရှိသေးသည်ကိုစစ်သူဘဝရောက်ရှိပြီးတပတ်အကြာတွင်ရှာဘုံတော်မင်းသားကြီးမန္တတကရောက်ခဲ့ပြီဘယ်ရသူစားဒီမှလည်းမသိတော့ခက်တွေ့ပြီမနစ်ကပေးတဲ့မင်းလေးစာရေရဆိုလို့ပြတ်ကုန်ပြီမမီတော့ခက်ပါလားဒီဝီရှာဘုံတော်မင်းသားကြီးမန္တတကရောက်ခဲ့ရှာဘုံတော်မင်းသားကြီးလုပ်ပြီးတော့ကိုယ်ပြစ်မသွားခြင်းတော့ညီပြည့်ရဆရာလားကိုရဲ့ညမှာရှစ်ဆရာဆိုလို့ဒီမျိုးသားလေးပဲရှိတဲ့ဟာဟာညင်ရတော့ရှုပ်ပြီကွာဖြစ်နိုင်ကိုဘက်သက်ထဲမှာငုံထားလူမတက်ဘူးရှစ်တာသိရလားအဲ့စကားကကိုပြောရမှာမဟုတ်ဘူးလားညင်ဟိုဘသူပြောဖို့ဘာဖြစ်တယ်လဲဟုတ်တယ်လေသူလည်းယောက်ျားကိုလည်းယောက်ျားပဲဘသူပြောဖို့ကိုကလူကောင်ပူစီဖြစ်ပြီးသူကလူဘလူကြီးဖြစ်နေတာနဲ့ပဲညင်ကိုလာကြောလို့ရမတယ်လားတောက်ရှာပလိုက်ဟွန်းမကြေမချမ်းလေးတန်လေးဖြစ်နှာမုံမိလေတော့ဟောဗျာဟူဆိုကရဲသွေးကျက်လျက်နေလေသည်သူဤစပုတ်ပုတ်မျက်နှာလေးကိုဥလိုက်သေးလိုက်ဖြစ်နေတာနေပါလိမ့်မည်အကူကသူ့ကိုဆိုတိတ်ရှိသည်လေမျက်နှာတော့မညှိုးလိုက်ပါနဲ့ကိုရှိရဲ့ညက်တော်ပြအောင်ကိုလျှော့ပါမယ်ကွာညမကြမီအချိန်တွင်အကူသည်အနမ်းမုံများရွာသွန်းကမြက်တော်ပြအောင်လျှော့တော်မူပါတော့သည်အစကတည်းကကျွန်တော်ကလည်းစိတ်ဆိုးနေခြင်းစိတ်ကောက်ခြင်းမဟုတ်ပေဒီုံမြန်လို့ဒီချုံထွင်ခြင်းပင်ဖြစ်လေပြီကျွန်တော်ကလူစိုးလေးဟုခေါင်းစဉ်တက်လျင်လဲတက်ပါသေးတော့လေကျွန်တော်ကတော့အခုနှုံနဲ့နစ်နေလေပြီကဲတင်ခြင်းလို့ငါမတက်နိုင်တော့ပြီဒီနေ့ကျွန်တော်တို့ရှိသူတရံတစ်နှစ်ပြည့်သောနေ့လေးပင်ဖြစ်သည်14ရက်4လပိုင်း1959ခုနှစ်မဟာတကြံကျနေအကိုရာဗျဒီပစိုးတစ်ထည်တည်းရှိတာလားခမကြီးကအမြဲတမ်းကြည့်လိုက်ဒီဘလူကပစိုးကြီးနေပြီဟာမဟုတ်တာညင်ရလေကိုကဘလူကတစ်မျိုးလေးဝတ်တက်လို့ပါကွာတစ်ထည်လေးတော့မဟုတ်ပါဘူးကိုမှစုစုပေါင်း6ထည်ရှိပါတယ်ညင်နဲ့အိုးတိမမသိပဲဟာတစ်ထည်လေးထင်လို့ပေါ့ဒါမဲ့ညင်မျိုးသားဘလို့ခန့်ညားနေတော့လေအခက်သားရေကိုရဲ့ရှေ့ရသူလေးကလည်းအများတန်းရှစ်ဖို့ကောင်းနေတော့တာပါပဲကွာနှုတ်သားတယောက်ကိုတယောက်ကြည့်ကရဲမြစ်ကြလေသည်မျိုးဦးကပြတယောက်တော့နဘေးတနေရာတွင်မျက်ဆောင်တထိုးထိုးဖြစ်ရှိလေသည်ကြလင်သူ့မျက်ဆောင်ကြောင့်ကြားကြတော့မိပင်ဟုထင်မြင်မိပါသည်ယောက်ျားချင်းရွံ့စရာဟုတ်ပါဟဲ့ရုပ်လေးကြီးတော့ရှုံမောလေးနဲ့ညီမကောင်းရှုမကောင်းလေးလုတ်ပြနေရမျက်စိချက်နားချက်စရာတွေပါအေးဘုရားဘာသာမြန်မာလူမျိုးဖြစ်ပြီးတော့ကံကြီးထိုက်မဲ့ဟာလူတွေလည်းစီးမရှိလိုက်ပုံများရေကုန်ကန်းကုန်ပဲပေါ်တင်ကိုပြောဆိုနေကြပုံထောင်းရင်ကိုရီကိုရှက်ပြီးညနာမဖို့ရဲလောက်ဖြစ်သွားလိမ့်မယ်ဟုထင်မှတ်ထားကြမှာအေကံမလွဲပင်မလုံးနဲ့ဟုပြောလျင်ပို့လို့ရှင်မပြောနဲ့ဟုပြောလျင်ပို့ပြောရှင်တီးမှာလူတဘောလူတဘာဝပင်ထို့ကြောင့်မျက်စိချင်းမှရှေ့ရသူမျိုးသားနင်းနေနဲ့နန်းဆိုင်မိလေတော့အလိုက်တဲ့ပဲမိမိကားလေးရပတ်တယ်ကလမ်းမိုးတို့ရွာသွန်းလေသည်ပြောချင်းတပါဆိုလဲဆက်ပြောကြအောင်တော့ပေါ့ကိုရီကတော့အမားဟူသည်တစိုးတသားများမရှိသေးမို့ရင်ကောကောင်းမလျက်ပါလေကျင်းနေသွားပြီလားအစိုးလေးကျင်းနေတယ်ဘလို့သူများတစ်ခါအပြစ်တင်ရှုံးချခြင်းသူတွေကိုအဲ့လိုပသက်ကြီးပိတ်သွားအောင်လုပ်ဖြစ်ရှင်တကယ်ငဆိုးလေးပါကွာစိုးတော့ကိုကမရှိဘူးလားရှစ်တာပေါ့ကွာအတိတ်မှာရောအခုရောနောင်ရောအကူကငြိမ်းဆိုတဲ့ကောင်လေးတယောက်တည်းကိုပဲရှစ်သွားမှာသိရလားညကျရင်လူလူလာလှည့်အောင်မယ်နော်ကိုချစ်ဆောင်မူကြီးလည်းအခုမျက်နှာကိုလွတ်ရနေတော့ပြီကိုရဲ့သိရလားညဘက်ဆိုလျင်ကိုတိုက်တကူးနေတော့အဆောင်ကြီးလာပြီးလူပြလှည့်သေးဘူးဆိုက
သရှင်းလာဆိုလေသည်အဆောင်မှုမှလည်းအစာပိုင်းတွင်မြင်မကြည့်ခြင်းတော့ညာလဲကြာလာတော့ဓာပေါက်ရှင်လာ၍နေပြီရံဖန်ရခါသူကပါလူတူလိုပါနှင့်သရှင်းဝင်ဆိုတတ်သေးသည်ထိုအချိန်များတွင်ဂီတာတီးရင်သရှင်းဆိုနေသောအကိုပုံရိပ်လေးဟာဝရန်တာမှငီးမောကြည့်ရှုနေရတာဟာတာဝန်တစ်ခုလိုပင်ငိမ့်ကိုအကူရှိတယ်ဟူသောတီတိုစကားသံလေးဟာလည်းလေတိုးဝိတံများကြားမှကြားပြအောင်ကြားလိုက်မိပါသေးတယ်ရပောင်းများစွာကြားမြင့်လေပြီကိုရှစ်စကားဆိုလေတိုင်းအကြွတောင်းကျမ်းတတ်သောဝဲဘက်ရင်အောင်စီမှအလိုက်မသိသောအကောင်ပါလိနှလုံးသားတစ်စုံဟာသူတို့ပိုင်ရှင်ကိုအတီးလည်းမှတ်မိနေပြီတင်ပါရဲ့လေကံရည်ပင်မြေနီလန်းတို့နဲ့ဝေးဆွဲတော်ခုံပြရန်တို့နဲ့ဝေးရုံမကွာအချစ်ဆုံးမင်းကိုဒုက္ခတရိယာနေမှာပါအိမ်မြင်ချင်းတို့ခွဲတလန့်စီပေါ်ပြန်လဲဆုံးစီကြနိုင်ကိုကံကိုမျောလင်းရင်ဝေးကထုံးဒုက္ခတရိယာနေမှာပါ library လေးလဲတို့နဲ့ဝေးအာစီလေးလဲတရိယာမိတယ်ရေမလာဦးကြတဲ့မြတ်ကြီးကျန်တာသူတွေရဲ့တန်ကိုယ်တည်းရှင်ရတင်ကြတဲ့ဒီပရိလန်မြေတရိယာနေမှာပါအခုကຫນွေပင်လေးတစ်ပင်ဖြစ်လိမ့်မည်ထင်သည်သူ့နှလုံးသားတရရှင်ဆွဲငင်သွားလေသည်မှာယခုဆိုရင်ရုံးထွက်ရမရနိုင်အောင်ပင်ဖြစ်သည်သူကိုယ်တိုင်ကလည်းရုံးထွက်ဖို့အစီအစဉ်မရှိပါလေရန်ကုန်တက္ကသိုလ်၌ဖြစ်တည်ခဲ့သောရှင်းရှင်းလင်းကတပုတ်ဖြစ်သည့်လျောက်ရန်ကုန်တက္ကသိုလ်နေရာအနှံ့၌နှစ်ဦးသားနှစ်ယောက်တစ်ကဘာလောက်ကလက်ကလေးတွဲကဖြစ်တူလျှောက်ခဲ့ဘူးလေသည်အကိုနှင့်ပတ်သက်သောအမှတ်တရများဆိုလျှင်ပြော၍ပင်ကုန်နိုင်မည်မဟုတ်ပါလေထို့သောအမှတ်တရများတွင်မှတကြံအမှတ်တရများရင်ထဲ၌ဆွဲထင်ကြံနှုန်းအမြင့်ဆုံးဖြစ်လိမ့်မည်ထင်သည်လူတိုင်းမှလည်းတကြံအမှတ်တရများရှိကောင်းရှိနေနိုင်ပါလိမ့်မည်ကျွန်တော်အတွက်တော့အကိုဟာကျွန်တော်ရဲ့ရှစ်ဦးသူတစ်ဖြစ်လဲကျွန်တော်ပထဦးပင်ဖြစ်လေသည်ရှစ်တယ်ညံ့နိုးတယ်ဒီစကားကိုထပ်ခါပြောလဲရှစ်ရသောမျိုးသားလေးအတွက်သာရည်ရွယ်ပါတယ်ဟုတ်ကဲ့နားသင်ပေးကြတဲ့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအမှားတွေရှိခဲ့ရင်လည်းနားလည်ပြီးမျှော်လင့်ပါတယ်နောက်ထပ် audio ဘုတ်တွေမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ်လို့ကတိပေးပါတယ်ဝတ္ထုလေးကိုကိုယ်တိုင်သက်ဖတ်ရှင်သူတွေအတွက် comment မှာ link လေးချထားပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ